80ကျော်တယ်မကြည့်ပါဘူးတန်းနဲ့မလိုက်အောင်လူပြလန်းဆန်းဆိုရင်ငါသားငါသမီးငါမြေးတွေနဲ့ငါတို့မိဘတို့ကိုပါတို့ခေါင်းချခဲ့ရာဇာတိမြို့ရွာထိုနေရာ၌ရက်ရည်ပြင်းကြီးသွေးစီးကြီးလျက်ရှင်လဲအတူတေအတူပေါ့ခန္ဓာခဏဒီဘဝကိုခေါင်းချနာခိုလိုပါ၏မြမပြေကိုငါပြေကိုငါချစ်တယ်ဒီမှာမပြောနိုင်ဘူးနာကျင်သောငါခံစားပေးဆက်ခြင်းတွေအလုံးနဲ့ငါတိုင်းပြည်တော်ဖြစ်ချင်တယ်ငါလေးသိချစ်တယ်ညမပြေချစ်တဲ့မြေ